ကိုဟာသိမ်းတွေကိုလည်းချစ်တယ်ဝေးဝေးကပင်ငေးချင်မပိုင်ဆိုင်ရလည်းဖြစ်တယ်သူပြောလာမြင်ယုံနဲ့ရောင်ဆောင်သိတဲ့တချို့နဲ့တောင်ကိုပေါ်မရတော့ဒီမလဲနေဝင်ချင်းတွေကိုငေးချင်မယ်မပြေရပေမဲ့ဝေးလို့နေအညူရောင်ကော်ဖီတစ်ခွက်ရဲ့အငိုရောင်တွေအိမ်မရဲ့ကိုယ်ဝင်နိုင်ခဲ့တဲ့ရောက်တဲ့ရဲ့နဘီနာမေမပိုင်ဆိုင်လည်းဖြစ်တယ်ကိုဟာရဲ့တန်ငယ်မောချင်မနေတာတခြားတချို့အိမ်မက်တွေအမြင်